ချစ်လျက်နဲ့ဘာလို့လမ်းခွဲကြရတာလဲဒီချိန်ကအရန်ချစ်တဲ့ချစ်သူနှစ်ယောက်ရှိခဲ့ကြတယ်ကောင်လေးကအလုပ်ရန်ကြိုးစားတယ်သူကအရေးချင်းရှိပြီးရည်မှန်းချက်ကြီးကြီးမားမားတွေရှိတဲ့လူတစ်ယောက်ပေါ့ကောင်မလေးကတော့အလုပ်ကိုတည်တည်တတ်လုပ်တတ်တယ်စီကန်းရှိတယ်အိမ်ဘူးကိစ္စနိုင်နေပြီးကိုချစ်တော့ပေါ်ကိုရက်တည်နိုင်တဲ့ပညာတတ်မိန်းကလေးတစ်ယောက်ပါပဲကြီးလိုက်ရင်တို့နှစ်ဦးကရွှေချင်းထက်မြက်တဲ့လက်တွဲမွန်တွေအရန်လိုက်ဖက်တဲ့သူတွေလို့ထင်ရပါတယ်ဒါပေမဲ့သူမရဲ့ကိုပန်းနိုင်ကတည်ငြိမ်အေးချမ်းလုံခြုံတဲ့မိသားစုဘဝလေးပါကောင်လေးရဲ့ကိုပန်းနိုင်ကြတော့အသက်ကြတွေနဲ့အောင်မြင်မှုတွေနောက်ကိုလိုက်ပြီးလူတိုင်းအားကြလေးစားရတဲ့ဘဝဖြစ်တယ်ဒီလိုနဲ့တွဲလာကြရင်တစ်နေ့မှာကောင်းမလေးကပြောတယ်ငါတို့အတူတူရှိရမယ့်အချိန်တွေပိုလိုအပ်တယ်ကောင်လေးကလည်းပြန်ဖြေတယ်ငါကအခုတို့အနာဂတ်အတွက်အလုပ်တွေကြိုးစားနေတာပါလို့သူတို့နှစ်ယောက်လိုအပ်ချက်ကိုတယောက်နဲ့တယောက်နားမလည်ပြီးနိုင်ခဲ့ကြဘူးနောက်တော့တယောက်နဲ့တယောက်ချစ်နေခဲ့ပြီမဲ့ချစ်ခဲ့ကြပြီမဲ့နားလည်မှုတွေအားနည်းလာကြတယ်အဆုံးမှာတော့သူတို့တွေလမ်းခွဲလိုက်ကြတယ်သူတို့နှစ်ယောက်ကိုယ့်ဘဝကိုရှောက်လန်းရင်ကောင်လေးကအောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်လာတယ်။ကောင်မလေးကလည်းအေဂျင့်တည်ငြိမ်တဲ့ဘဝတစ်ခုရရှိလာခဲ့တယ်။အဲ့ဒီအချိန်ကျမှသူတို့နှစ်ယောက်လုံးနားလည်သိရှိလာကြတာကအဲ့ဒီတုန်းကတယောက်ရဲ့အိမ်မက်ကိုတယောက်ကနားလည်ကူညီပေးခဲ့ကြမှဆိုရင်သူတို့အခုချိန်ထိတူရှိခဲ့ကြမှာပဲဆိုတာကိုပေါ့။ဒါပေမဲ့အချိန်တွေကနောက်ကျသွားခဲ့ပြီလေ။အချစ်ဆိုတာနှစ်ယောက်လုံးကတူညီတဲ့လမ်းပေါ်ရှောက်နေကြတာမျိုးမဟုတ်ပါဘူးမတူညီတဲ့လမ်းတွေကိုတယောက်ကိုတယောက်ပံ့ပိုးကူညီရှောက်ကြရတာပါဒါကြောင့်ချစ်သူတွေကြားမှာကြောက်တဲ့တယောက်ပွင့်လင်းမြင်သာတဲ့နားလည်မှုတွေရှိတဲ့တယ်ဆိုတာယူဆမိပါတယ်ဒီပုံမြင်လေးကိုနားထောင်ပြီးလူကြီးမင်းတို့အသွေးတစ်ခုရရှိသွားမယ်လို့ထင်မြင်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လာမဲ့ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ဒီ channel လေးကို like and subscribe လုပ်ပါပေးပါနော်